ချိန်နိုင်ဒီမင်္ဂလာခံမနိုင်မင်္ဂလာမိဘနှစ်ဖြာနှင့်မင်္ဂလာအပရိသတ်ရှိတွင်မင်္ဂလာကြည်ရန်မင်္ဂလာယရုဒံမင်္ဂလာစကားလံဝီဝီစီမင်္ဂလာဤနေ့မှစမင်္ဂလာမိမောင်နှံဖြစ်မင်္ဂလာကြီးကိုစာပြု၍ဘဝတစ်ခုတည်ဆောက်ကြပါမည်တွင်နဲ့မခွဲသက်တဲ့အခရာကပြီးတင်ကြပါမည်ကျွန်တော်တို့ကျမတို့ဒီမြစ်တရားမြစ်တာချစ်တရားပူဇော်အကြောင်းဆက်ပေါင်းဖက်ကြဘူးသစ္စာဆိုပါသည်သစ္စာပြုပါသည်သစ္စာပြုပါသည်သစ္စာဆိုပါသည်ကောင်းရတနာသမီးကောင်းရတနာလောကအတွက်ကျေးဇူးဆက်ရန်နေ